အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဆေးဝါးပညာရှင်မခင်ပြုံးချိုပဲဖြစ်ပါတယ်။တောက်နေကြဆေးတွေမှာပုံစံမတူတာကိုတတိထားမိလား။ဒီနေ့တော့တောက်ဆေးတွေထဲကပုံစံ2မျိုးဖြစ်တဲ့ tablet နဲ့ capsule လေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီဆေး2မျိုးစလုံးอ่ะပေါ့နော်ဒီကျမတို့ပါဇက်ကနေတောက်ရတယ်ပြီးတော့အဆိုင်ထဲကိုရောက်တယ်။အဆိုင်ထဲကိုရောက်ပြီးတဲ့အခါမှာ gastric acid ထဲမှာသူကပျော်ဝင်တယ်။ပျော်ဝင်ပြီးတဲ့နောက်ခန္ဓာကိုယ်ကနေပြီးတော့မှသူ absorb လုပ်တယ်။အဲ့ absorb လုပ်ပြီးတဲ့အခါမှာသူ့ကိုသက်ဆိုင်ရာနေရာလေးတွေကိုပို့ဆောင်ပေးရတယ်။အဲ့ဒီဆေးတွေကသူတို့သက်ဆိုင်ရာနေရာလေးတွေကိုရောက်မှသာလျှင်ဆေးရဲ့အာနိသင်ကိုပေးနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တောက်ဆေးတွေမှာဆေးတောက်ပြီးတော့အနည်းဆုံး15မိနစ်ကနေမိနစ်30လောက်ကြာမှဆေးရဲ့အာနိသင်ကိုရရှိကြရပဲဖြစ်ပါတယ်။ဆေးကုမ္ပဏီတွေကပေါ့နော်ဆေးပုံစံတူတဲ့ဆေးတစ်မျိုးတည်းကို tablet ပုံစံလဲထုတ်တယ် capsule ပုံစံလဲထုတ်တာကိုတွေ့ရမှာပါ။အဲဒီတော့ပထမဆုံးအနေနဲ့ကျွန်မ tablet ဆိုတဲ့ဆေးအကြောင်းလေးကိုပြောပြချင်ပါတယ်။ဆေးတော်တော်များများက tablet ပုံစံနဲ့ထုတ်ကြတာများပါတယ်။ tablet ကကျမတို့ဈေးသက်သာတယ်ပေါ့နော်ပြီးတော့တဲ့အခါသူ့ရဲ့ဆေးရဲ့အာနိသင်ကိုအပြည့်အဝရနိုင်တယ်လို့တောက်ရတာလည်းလွယ်ကူတယ်ပေါ့အဲ့တော့သူကဆေး tablet ဆိုတဲ့ဆေးတောင်ခဲလေးရဖို့အတွက်ဆိုရင်ဒီကျမတို့ active ingredient ထဲကို additives လို့ခေါ်တဲ့အရာလေးတွေထည့်ထည့်ရတယ်additives ဆိုတာဘာလဲဆိုတော့ဒီဆေးကိုအယောင်အနက်အရသာပိုကောင်းအောင်လို့ဆိုပြီးတော့မှထပ်ပေါင်းပြီးတော့မှထည့်ရတဲ့အရာလေးတွေဖြစ်တယ်ပေါ့နော် tablet တွေထဲမှာပေါ့နော်ဆေးအလုံးလေးတွေရှိတယ်အပြားအဝိုင်းလေးတွေရှိတယ်နောက်ကအပြားအရှည်လေးတွေရှိတယ်ပုံစံအမျိုးမျိုးထုတ်လို့ရပါတယ်ပြီးတော့အလဲမှာထချမ်းချမ်းလို့ရတဲ့အရာလေးရှိရပေါ့နော်ပြီးတော့ tablet ကသူကဒီအခဲပုံစံဖြစ်တဲ့ကြောင့်မလို့ဒီထဲမှာ moisture ပါဝင်မှုဒီ moisture ဆိုတာအဆိုဓာတ်ပေါ့နော်ပါဝင်မှုနည်းတယ်ပြီးတော့သူကအလွယ်တကူ moisture မဝင်နိုင်ဘူးပေါ့ဒါကြောင့်မလို့သူ့ရဲ့သက်တမ်းကပိုပြီးတော့ကြကြထားလို့ရတယ် tablet ပုံစံနဲ့ထုတ်ထားတဲ့ဆေးကအာနိသင်ကိုပုံမှန်ရအောင်လုပ်လို့ရတယ်လို့ဆေးရဲ့အာနိသင်ကိုကြာကြာခံအောင်လို့ long lasting action ရအောင်လို့ပုံစံကိုဒီပြုလုပ်လို့ရပါတယ်ပြီးတော့ tablet တွေကကျွန်တော်တို့တောက်ပြီးတော့အဆိုင်နဲ့ရောက်တော့မှပျော်ဝင်ပြီးမှသူကဆေးအာနိသင်ကိုပေးတာဖြစ်တယ်ဒါပေမဲ့တချို့တော့ tablet ပုံစံဆေးတွေကတော့ကျွန်တော်တို့ဝါးစားရတယ်ပေါ့နော်နောက်တချို့သောဆေးတွေဆိုရင်ကျမတို့ဒီရေစုဆေးပြားလိုမျိုး tablet ပုံစံတွေလည်းရှိပါတယ်ဒါကြောင့်တော့ဘလိုနည်းနဲ့ပဲတောက်ကျမတို့ခန္ဓာကိုယ်ထဲရောက်သွားပြီဆိုရင်သူက absorb လုပ်ပြီးတော့မှဆေးအာနိသင်ပေးနိုင်တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ capsule အကြောင်းပဲဖြစ်ပါတယ်capsule မှာဆိုရင်ကျမတို့ outer shell အလွှာလေးပါပါတယ်အဲ့ဒီ outer shell အပေါ်မှာမူတည်ပြီးတော့မှကျမတို့က hard shell capsule နဲ့ဒီ soft gel capsule ဆိုပြီးတော့ပြန်ခွဲထားပါတယ် hard shell capsule ထဲမှာဆိုရင်ဆေးအမှုန်လေးတွေပါပြီးတော့ဒီ soft gel capsule ထဲမှာဆိုရင် liquid လေးတွေပါဝင်တာဖြစ်ပါတယ်အများအပြည့်ဒီ soft gel capsule ထဲမှာပါတဲ့ liquid တွေကတော့ဒီ fat soluble vitamin တွေဖြစ်တဲ့ဒီ vitamin A D E K တို့နောက်ဒီ omega 3တို့နောက် coenzyme Q10 လို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးဒီ fat soluble ingredient တွေပါဝင်တာပဲဖြစ်ပါတယ်ကပ်ဆူးတွေက tablet နဲ့ဘာကွာလဲဆိုတော့တောက်ပြီးတော့ခန္ဓာကိုယ်ထဲရောက်ပြီးသူက gastric acid ထဲမှာပျော်ဝင်ရတဲ့အချိန်က tablet လောက်အချိန်မကြာတဲ့အတွက်ကြောင့်မလို့ဆေးအာနိသင်ကိုပို့ပြီးတော့မြန်မြန်ရနိုင်တယ်နောက်တစ်ခါကျတော့ capsule ကကျမတို့ခွဲပြီးတော့တောက်လို့မရဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ဒီဆေးကုမ္ပဏီတွေအနေနဲ့ဆိုရင်ဆေးအာနိသင်ကိုအတိအကျမဖြစ်မနေပေးရမယ်ဆေးမျိုးတွေဆိုရင်တော့ capsule ပုံစံတွေထုတ်ကြတာများပါတယ်ပြီးတော့နောက်တစ်ခုကဒီ capsule တွေမှာ outer shell တစ်ခုတည်းပဲပါနေတာဖြစ်တဲ့ကြောင့်မလို့သူထဲမှာပါနေတဲ့အမှုန့်တွေ liquid တွေက moisture ဝင်လွယ်တယ်ဒါကြောင့်မလို့သူတို့ရဲ့ဒီ capsule ဆေးတောင်းတွေရဲ့သက်တမ်းက tablet လောက်တော့ကြာကြာမခံနိုင်ဘူးတိတာတဲ့ကွာခြားချက်တစ်ခုကတော့ capsule ဆေးတွေမှာဒီ outer shell ကြောင့်မလို့ပေါ့နော်tablet ဆေးတွေဈေးပို့ပြီးတော့ကြီးနေတာကိုတွေ့ရပါလိမ့်မယ်တောက်လိုက်တဲ့ဆေးတွေကခန္ဓာကိုယ်ထဲရောက်ပြီးတဲ့နောက်ဘယ်လိုမျိုးအာနိသင်ကုန်သွားလဲဆိုတာကိုသိလားကျမတို့ကဆေးတစ်မျိုးကိုတောက်လိုက်တဲ့အခါမှာအဲ့ဒီဆေးကခန္ဓာကိုယ်ထဲရောက်သွားရင်သူကဇီဝကမ္မဖြစ်စဉ်တွေကိုရင်ဆိုင်ရတယ်ဇီဝကမ္မဖြစ်စဉ်တွေကသူကဒီအစာပျော်ဝင်သွားတဲ့အဆိုင်ထဲမှာပျော်ဝင်တယ်ပြီးတော့ဆုပ်ယူပြီးတော့သက်ဆိုင်ရာနေရာကိုပို့ပြီးတော့မှဆေးအာနိသင်ကိုပေးတယ်ပြီးတော့သူ့အချိန်တန်တဲ့အခါမှာသူကစွန့်ပစ်ခံရတယ်စွန့်ပစ်တဲ့အခါမှာခန္ဓာကိုယ်ကဘယ်လိုနည်းနဲ့စွန့်ပစ်လဲဆိုတော့သူကစီးသွားရင်းနဲ့တော့၎င်းဒါမှမဟုတ်ရင်အဝမ်းသွားရင်းနဲ့တော့၎င်းဆေးတွေကတဖြည်းဖြည်းနဲ့ပါဝင်ပြီးတော့စွန့်ပစ်ခံပြီးနောက်ဆုံးမှာခန္ဓာကိုယ်ထဲမှာဆေးလုံးဝမကျန်တော့အောင်လို့ခန္ဓာကိုယ်ကစွန့်ပစ်သွားတာဖြစ်တယ်အဲ့လိုနည်းနဲ့ခန္ဓာကိုယ်ထဲကဆေးအာနိသင်တဖြည်းဖြည်းကုန်သွားတာပဲဖြစ်ပါတယ်
tablet ဆေးတွေကိုလေထက်ချမ်းပြီးတော့တောက်တာကတကယ်စစ်ဖြစ်ရလားအမှန်တော့ tablet လိုမျိုးဆေးတွေကိုထက်ချမ်းပြီးတော့တောက်တာကဆေးရဲ့အာနိသင်ကိုအပြည့်အဝမရနိုင်ပါဘူးအဲ့ထဲမှာ special coating တွေထည့်ပြီးတော့မှဆေးကိုအထူးပြုလုပ်ထားတဲ့ဒီ long lasting အရှင်ရအောင်လို့ဆိုပြီးတော့မှပြုလုပ်ထားတဲ့ extended release လိုမျိုးဆေးတွေဆိုရင်လို့ထက်ချမ်းပြီးတောက်တဲ့ခါမှာပို့ပြီးတော့ဆိုရတဲ့ side effect တွေကိုရနိုင်ပါတယ်ဥပမာပေါ့နော်ကျမတို့ဆေးတစ်လုံးတောက်လိုက်တဲ့တနေ့ကိုဆေးအာနိသင်ရနေတယ်ဥပမာဆိုရင်ကျမတို့ဒီတွေးတိုးကြဆေးလိုမျိုးဆေးတွေပေါ့နော်အဲ့လိုဆေးတွေဆိုရင်ကျမတို့ကအကယ်၍များထက်ချမ်းပြီးတော့တောက်လိုက်မယ်ဆိုရင်ဆေးရဲ့အာနိသင်ကိုခဏလေးတွင်းမှာဒီအများကြီးရသွားပြီးတော့ side effect တွေဖြစ်နိုင်သလိုဒါမှမဟုတ်လည်းပဲဆေးရဲ့အာနိသင်အပြည့်အဝမရတဲ့အတွက်ကြောင့်မလို့ကိုယောဂါကို control လုပ်နိုင်တဲ့ပမာဏတွေနည်းသွားတတ်တယ်အဲ့လိုမျိုးဆိုရင်ကုသရေးပိုင်းမှာပါထိခိုက်နိုင်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ကိုတောက်နေတဲ့ဆေးကြောင့်ကိုကသေချာနားလဲဖို့လဲလိုအပ်တယ်ပြီးတော့ရင်ဒီဆေးနဲ့ပတ်သက်ပြီးတော့လိုသိချင်တာနားမလည်တာတွေဆိုရင်ကိုယ့်ရဲ့ဆရာဝန်ကိုသေချာမေးပါဒါမှမဟုတ်ရင်နီးစပ်ရာဒီ knowledge sharing တွေလုပ်ပေးနေတဲ့လူတွေကိုမေးမြန်းနိုင်ပြီးတော့မှကိုဆေးကိုမှန်ကန်တောက်တတ်ဖို့အရင်အရေးကြီးကြောင်းကျွန်မကပြောပြချင်ပါတယ်နောက်လည်းအခုလိုမျိုးဗဟုသုတရမယ့်ဗီဒီယိုလေးတွေကိုကျွန်မအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ကျွန်မရဲ့ MFG Mentor ဆိုတဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးလို့မနေရအောင်နော်